ဒါကဘာစပိန်ကြီးလဲဒါကတော့ဒန်းစပိန်လို့ခေါ်ပါတယ်ဒီစပိန်ကိုစီးမယ်ဆိုရင်တော့တင်းရဲ့အာယုစူးစိုက်မှုကိုတရားရာခိုင်နှုန်းအပြည့်ပေးထားဖို့လိုအပ်ပါလိမ့်မယ်ဒါကဘာစပိန်ကြီးလဲဒါကတော့ကနန်းစပိန်ပါစီးတဲ့ပုံစံကကနန်းတကောင်လမ်းလျှောက်နေတဲ့အတိုင်းဘေးတိုက်သွားရတာပါဒါကဘာစပိန်ကြီးလဲဒါကတော့လမ်းလျှောက်စပိန်လို့ခေါ်ပါတယ်လမ်းလျှောက်ဆက် treadmill နဲ့စပိန်ရဲ့ထူးခြားချက်တွေကိုပေါင်းဆက်ပြီးထုတ်လုပ်ထားတာပါဒါကဘာစပိန်ကြီးလဲဒါကတော့နှစ်ယောက်တွဲစီးစပိန်ပါလူနှစ်ယောက်ရဲ့ညီညွတ်မှုရှိမှစီးလို့ရမှာချီပြီးတင်းတငယ်ချင်းနဲ့အတူအပျော်စီးဖို့ကောင်းဆုံးပဲပေါ့ဒါကဘာစပိန်ကြီးလဲဒါကတော့အပိုင်းပိုင်းဆက်စပိန်ပါပြုတ်ပြင်မွမ်းမှန်ထားတဲ့စပိန်ကမျိုးထိပြီးတကိုယ်လုံးရဲ့အားကိုအသုံးပြုပြီးတော့မှစီးလို့ရမှာပါဒါကဘာစပိန်ကြီးလဲဒါကတော့ပင့်ကူစပိန်ပါစီးနေတဲ့ပုံစံကပင့်ကူတကောင်လမ်းလျှောက်နေတယ်လို့ပဲနော်ခိုင်ခန့်ယုံတွေမကဘူးကိုပိုင်စတိုင်လည်းရှိနေတာပါဒါကဘာစပိန်ကြီးလဲဒါကတော့ကိုတဲရှေ့စပိန်ပါကွေ့လိုက်တိုင်းအနောက်ပိုင်းကရိမ့်ထိုးသွားတဲ့ပုံစံကတကယ်ကိုလမ်းလွန်ပါနဲ့ဒါကဘာစပိန်ကြီးလဲဒါကတော့ဂျွမ်းထိုးစပိန်ပါဘရိတ်အုပ်လိုက်လို့စပိန်မောက်သွားမှာကိုဘယ်တော့မှပူစရာမလိုတော့ဘူးပေါ့ဒါကဘာစပိန်ကြီးလဲဒါကတော့အသေးစားစပိန်လေးပါအိတ်ထဲတောင်ထည့်သွားလို့ရပါတယ်ဒါပေမဲ့နှီးတဲ့အပြင်စီးရတာလည်းတော်တော်လေးပင်ပန်းပါတယ်ဒါကဘာစပိန်ကြီးလဲဒါကတော့ BG စပိန်လို့ခေါ်ပါတယ်ကမ္ဘာအစောဆုံးစပိန်အမျိုးအစားဖြစ်ပေမဲ့စီးရတာခက်ခဲပြီးဘေးကင်းမှုလည်းနည်းပါတယ်ဒါကဘာစပိန်ကြီးလဲဒါကတော့မြင်းစည်းစပိန်ပါမြင်းစည်းကျင်တယ်ဆိုရင်တော့ဒီစပိန်မြင်းလေးကိုအရင်စမ်းစီးကြည့်လို့ရပါတယ်